အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါရွတ်ဖတ်တင်ဆက်ပေးမှာကတော့ဆရာမြင့်နိုင်အေးရဲ့ကြပြလေးပဲဖြစ်ပါတယ်ချစ်တော်များအားလုံးနားတော်တာဆင်ပေးကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်နေကောင်းနေမြတ်လေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါ Poetry Recitation Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်နှွေးထွေးမှုတိတ်တဖြည်းဖြည်းနဲ့တွေ့ကြီးအတွေးမဲ့လာရတဲ့ຫນွေတဲကကျွန်တော်တွေလေတချို့ကမြေတချို့ကငွေတချို့ကကြည်တချို့ကခွေကျွန်တော်လေຫນွေတဲကကြော်ဖြတ်စွမ်းပေမဲ့မျက်ဝန်းလက်လက်ငဲ့ရှာဖွေမြင့်နိုင်အိမ်အောက်တိုဘာ16ရက်2025